ရောင်ကိုဟာဖန်ခွက်တစ်ခွက်ကိုကိုက်ခွဲပြရလောက်တဲ့အထိအင်မတန်ဒေါသထွက်နေပါတယ်။အဲ့ဒီနောက်သူဟာဘာနာကျင်မှုကိုမှမခံစားရပဲဖန်ခွဲစတွေကိုပါဇက်ထဲမှာထည့်ဝါးနေခဲ့ပါတယ်။အကြောင်းရင်းကတော့သူဟာဘာမှလုပ်လို့မရတော့တဲ့အခြေအနေမျိုးအထိဒေါသတရားရဲ့တွန်းပို့ခြင်းကိုခံလိုက်ရလို့ပါပဲ။ဝန်ဒိုဟာဒီအမှုမှာအဖွဲလိုက်စစ်ဆေးရေးမှုတစ်ယောက်ဖြစ်နေပေမဲ့လည်းသူဟာတထေးကြီးတွေနဲ့အာဏာရှိသူတွေရဲ့ခိုင်းဖက်တစ်ခုလိုစိတ်ခိုင်းခြင်းကိုခံနေရပါတယ်။ဒါအပြင်သူဟာအဲ့ဒီလူတွေရဲ့ရုပ်မာတဲ့ရာဇတူးညံ့မှုတွေကိုဖုံးကွယ်ပေးဖို့အတွက်ပါကူညီပေးခဲ့ရတာပါ။သူတို့လိုအပ်တဲ့အခါတိုင်းဝန်ဒိုကိုခေါ်ခိုင်းလေးရှိပြီးရောင်ကိုဟာအတုံးမဝင်တော့တဲ့အခါမှာတော့သူ့ကိုထောင်တနေရာစီကန်ထုတ်ပစ်လိုက်ကြပါတယ်။နောက်ဆုံးမှာတော့ဘင်ကိုရဲ့တီးခံနိုင်စွမ်းဟာအဆုံးစွန်ကိုရောက်ရှိသွားခဲ့ပါပြီ။သူဟာပြန်လည်တိုက်ခိုက်ဖို့အတွက်မတက်ထွက်လိုက်ပါတော့တယ်။ဝန်ဒိုဟာဒီမျိုးမှာနာမည်ကျော်တဲ့ရဲစစ်ဆေးရေးမှုတစ်ယောက်ဖြစ်ပါတယ်။သူဟာသတင်းချက်လက်တွေစုဆောင်းဖို့နဲ့အမှုတွေကိုစုံစမ်းစစ်ဆေးဖို့အတွက်လူမိုက်တွေနဲ့မကြာခဏရောနှောသွားလာလေးရှိပါတယ်။သူ့ရဲ့ပုံစံဟာရာဇဝတ်ကောင်တွေကိုဖမ်းဆီးတဲ့သူထက်ရာဇဝတ်ကောင်တစ်ယောက်နဲ့ပိုတူနေပါတယ်။သူဟာသူ့ရဲ့အလုပ်ပေါ်မှာပဲအလွန်အမင်းအာရုံစိုက်ထားလွန်းတာကြောင့်သူ့ရဲ့ရုပ်ရည်သွင်းပြင်ကိုဂရုစိုက်ဖို့အချိန်မရှိခဲ့ပါဘူး။ဒါအပြင်သူဟာကုသလို့မရနိုင်တော့တဲ့ယောဂဝေဒနာခံစားနေရပြီးအိပ်ရာထဲလဲနေတဲ့သူ့ဇနီးတွေကိုလည်းပြုစုစောင့်ရှောက်နေရပါတယ်။ဇနီးတွေယောဂဝေဒနာခံစားနေရတာကိုကြည့်ပြီးသူဟာတခြားအရာတွေကိုစိတ်ဝင်စားဖို့နေနေတာစိုးရိမ်စိတ်တွေကြောင့်စိတ်မတည်မငြိမ်ဖြစ်နေခဲ့ရတာပါ။သူ့ရဲ့ဘဝဟာအလုံးနဲ့ဆေးရုံကဇနီးတွေအကြားမှာပဲလဲပတ်နေခဲ့ပါတယ်။အဲ့ဓာတွေကဝန်ဒိုကိုခေါင်းခဲစေတဲ့အဓိကအကြောင်းရင်းမဟုတ်သေးပါဘူး။ဝန်ဒိုရဲ့ရောက်ဖဖြစ်သူဟာဒီမျိုးရဲ့မြို့တော်ဝင်ဖြစ်ပြီးနာမည်ကတော့ရောင်ဖေးပါ။ဒါပေမဲ့ရောင်ဖေးဟာဝန်ဒိုကိုဘာမှမကူညီတဲ့အပြင်စန့်ကျင်ဘက်အနေနဲ့ဝန်ဒိုရဲ့ယာရုအဆင့်တန်းကိုအသုံးချပြီးသူ့ရဲ့မကောင်းမှုတွေကိုလှုပ်ဆောင်ခိုင်းနေပါတယ်။အဲ့ဒီမှာအာနာလူပွဲတွေကလည်းခဏခဏဖြစ်ပွားလေးရှိပါတယ်။ဒီပြိုင်ပွဲမှာရှေ့ဆုံးကဥဆောင်နေသူကတော့မြို့တော်ဝင်ရောင်ဖေးဖြစ်ပြီးသူဟာသူ့ရဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက်ဆိုရင်ဘယ်လိုနည်းလမ်းမျိုးကိုမဆိုအသုံးပြုမဲ့သူမျိုးပါ။အပြင်ပန်းမှာတော့သူဟာဒီမျိုးကြီးကိုဖွံ့ဖြိုးတိုးတက်အောင်အမြဲတမ်းလှုပ်ဆောင်နေတဲ့သူတစ်ယောက်အဖြစ်ဟန်ဆောင်ပြလေးရှိပြီးအတွင်းစိတ်မှာတော့သူဟာမရေတွက်နိုင်တဲ့ရာဇဝတ်မှုတွေကိုတိတ်တဆိတ်ကျူးလွန်နေခဲ့တာပါ။ရောင်ဖေးဟာသူကိုယ်တိုင်ယာရုတက်ဖို့ခွင့်ရရရှိရေးအတွက်ဆိုရင်တခြားသူတွေကိုနင်းချေသွားဖို့လည်းဝင်မလေးတဲ့သူဖြစ်ပါတယ်။သူ့မှာမဲပေးပိုင်ခွင့်ကိုချိုးဖောက်တယ်ဆိုတဲ့ဆွဆွဲချက်တွေရှိနေခဲ့ပေမဲ့အဲ့ဓာတွေကိုလျှို့ဝှက်ချက်အဖြစ်ဖုံးကွယ်ထားနိုင်ခဲ့ပါတယ်။ဒါဟာသူ့အတွက်ရောင်ဖေးအတွက်လူအများရှိမှဟန်ပြနိုင်ဖို့နဲ့ပြည်သူတွေရဲ့ယုံကြည်မှုကိုရယူနိုင်ဖို့အခွင့်အရေးဖြစ်ခဲ့ပါတယ်။ဒီနေမြေမှာတော့ရောင်ဖေးဟာအကြီးအကဲတယောက်လို့တောင်ပြောလို့ရပါတယ်။ဒါပေမဲ့သူရာဇဝတ်မှုတစ်ခုကျူးလွန်လိုက်တိုင်းတစုံတစ်ယောက်ကတော့တတိထားမိမြဲပါအာဏာရှိတဲ့အစိုးရရှိနေတွေကသူ့ကိုဖမ်းဆီးဖို့ကြံရွယ်ခဲ့ကြပေမဲ့အမြဲတမ်းလက်လွတ်ခဲ့ကြရပါတယ်။တစ်ခါတလေမှာတက်တည်မရှိတာမျိုးတစ်ခါတလေမှာသူ့ကိုပြစ်ဒဏ်ချမှတ်ဖို့တက်တည်အထောက်အထားမလုံလောက်တာမျိုးတွေဖြစ်တတ်ပါတယ်။ရောင်ဖေးဟာငွေကြေးနဲ့ဝန်ဒိုရဲ့အကူအညီကြောင့်ဒါအခုလိုလွတ်မြောက်နိုင်ခဲ့တာပါ။ဝန်ဒိုဟာသူ့ရဲ့ယာရုကိုအသုံးပြုပြီးရောင်ဖေးရဲ့ရာဇဝတ်မှုမှန်သမျှကိုဖုံးကွယ်ပေးခဲ့ရပါတယ်။ဒါပေမဲ့ရောင်ဖေးဟာဝန်ဒိုအပေါ်ဘယ်တော့မှကျေးဇူးတင်ခြင်းမရှိခဲ့ပဲပုံမမောက်မာပြီးရက်ဆက်လာခဲ့ပါတယ်။ဝန်ဒိုရဲ့အလုပ်ဟာရောင်ဖေးမကောင်းမှုလုပ်ပြီးသမျှအနောက်ကနေလိုက်လံရှင်းလင်းပေးဖို့ဖြစ်လာပါတယ်။ဝန်ဒိုအနေနဲ့ဒါကိုငင်းဆန်ခွင့်ဒါမှမဟုတ်တောင်းဆိုခွင့်မရှိတဲ့သူ့ရဲ့တာဝန်တစ်ခုလိုသတ်မှတ်ထားခဲ့ရပါတယ်။တကယ်တော့မကောင်းမှုလုပ်သူဟာတနေ့မှဝစ်လေရမှာအမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဝစ်ကြွေးဟာရောင်ဖေးစီကိုမသွားပဲဝန်ဒိုစီကိုပဲရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီနေ့မှာဝန်ဒိုဟာမူရစ်ဆေးဆွဲနေသူတယောက်စီကိုလောက်ခလာစာသွားပေးဖို့ထွက်လာခဲ့ပါတယ်။အဲ့ဒီဆေးဆွဲနေသူဟာဝန်ဒိုကိုကူညီပြီးတက်တွေကိုနှုတ်ပိတ်ပေးခဲ့တာကြောင့်ရောင်ဖေးထောင်ထဲကနေလွတ်မြောက်ခဲ့ရတာပါ။တကယ်လို့ဒါဝန်ဒိုရဲ့လုပ်ပေါ်ကိုင်ဖက်ပေါ်မလာခဲ့ရင်အားလုံးကအဆင်ပြေသွားနိုင်ပါတယ်။အဲ့ဒီလူကတော့ဝန်ဒိုနဲ့ရင်းနှီးတဲ့မင်းဟိုဆိုသူပါရဲတွေကသူတို့နှစ်ယောက်ကြားကကိစ္စတွေကိုဂရုမစိုက်ပေမဲ့မူရစ်ဆေးဆွဲနေသူတယောက်ရှောက်သွားနေတာကိုမြင်လိုက်တဲ့အခါမှာတော့မင်းဟိုကချက်ချင်းပဲလိုက်လံဖမ်းဆီးပါတော့တယ်။အဲ့ဒီအချိန်မှာပဲဝန်ဒိုရဲ့အထက်လူကြီးဆန်ချိုကလည်းအဲ့ဒီနေရာကိုတိုက်ဆိုင်ရောက်ရှိလာခဲ့ပါတယ်။ဆန်ချိုဟာမြို့တော်ဝင်ရောင်ဖေးကဝန်ဒိုကိုကြောထောက်နောက်ခံပေးထားတာကိုမနာလိုဖြစ်နေသူပါဒါကြောင့်ဝန်ဒိုလို့သမျှကိုသူသိနေပုံရပြီးဝန်ဒိုကိုအမြဲတမ်းဒုက္ခပေးဖို့စူးစမ်းနေသူလည်းဖြစ်ပါတယ်။အဲ့ဒီဆေးဆွဲနေသူထွက်ပြေးလွတ်မြောက်နိုင်ဖို့အတွက်ဝန်ဒိုဟာသူ့ရဲ့အထက်လူကြီးကိုပြန်လည်ဆန့်ကျင်တာကလွဲလို့တခြားနည်းလမ်းမရှိတော့ပါဘူး။တကယ်လို့ဒါမြို့တော်ဝင်ရောင်ဖေးတည်သွားခဲ့ရင်ဝန်ဒိုရဲ့ယာရုဟာအဆုံးသတ်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဆေးဆွဲနေတဲ့လူကတော့အသိဉာဏ်မရှိတဲ့လူမိုက်တစ်ယောက်သာဖြစ်ပါတယ်။သူဟာထွက်ပြေးနေရင်းနဲ့တောင်ခွင့်ကောင်းယူပြီးမူရစ်ဆေးသုံးဆွဲခဲ့တယ်လို့ပြဿနာတွေလည်းစတင်ဖန်တီးပါတော့တယ်။ဆေးချိန်တက်နေတဲ့သူတစ်ယောက်ဟာသူ့ရဲ့အပြုအမူတွေကိုလုံးဝထိန်းချုပ်နိုင်စွမ်းမရှိတော့ပါဘူး။သူဟာရဲတွေကိုတောင်ဂရုမစိုက်တော့တယ်လို့ဝန်ဒိုကသူ့ကိုထိုးချိတ်နှိုးရင်တောင်တတိဝင်လာမဲ့ပုံမရှိပါဘူး။အဲ့ဒီအချိန်မှာဝန်ဒိုနဲ့ဆန်ချိုတို့ကြားမှာပရိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။ဝန်ဒိုကဆေးဆွဲနေသူကိုလွှတ်ပေးခြင်းပေမဲ့ဆန်ချိုကတော့အဲ့ဒီလူကိုအတုံးချပြီးမြို့တော်ဝင်ရောင်ဖေးစီကနေငွေညစ်ဖို့ကြံစီနေတာပါ။သူတို့နှစ်ယောက်ဟိုဘက်ဒီဘက်လုံးထွေးတက်ပုတ်နေကြရင်မတော်တဆဘေးကင်းလုံခြုံရေးချန်စီကိုပွင့်ထွက်သွားခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ဆန်ချိုဟာအောက်ကိုပြုတ်ကျသွားပြီးနေရာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲဝန်ဒိုဟာအခင်းဖြစ်ပွားတဲ့နေရာကိုအကွက်ကျကျလုပ်ကြံဖန်တီးလိုက်ပြီးဆေးဆွဲနေသူအပေါ်ပြစ်ပုံချလိုက်ပါတယ်။တကယ်လို့ဒါအမှန်တရားပေါ်သွားခဲ့ရင်ဝန်ဒိုရဲ့ဘဝဟာပျက်စီးသွားမှာဖြစ်တယ်လို့အဲ့ရထဲလဲနေတဲ့သူ့ရဲ့မကျန်းမာတဲ့ဇနီးတွေကိုလည်းကြည့်ရှုစောင့်ရှောက်မဲ့သူရှိတော့မှာမဟုတ်ပါဘူး။ဒါကြောင့်လဲဝန်ဒိုဟာဒီကိစ္စတွေကိုဖုံးကွယ်ဖို့အတွက်လူဆိုးစစ်တယောက်ဖြစ်လာခဲ့ရတာပါ။ဒါပေမဲ့ဝန်ဒိုကိုအေးအေးဆေးဆေးမနေစေချင်တဲ့သူအချို့ကတော့ဒီအမှုကိုတမင်တကာပြန်လဲစစ်ဆေးဖို့လှုံ့ဆော်လာပါတော့တယ်